ဒီနေ့မမတို့ကလျာဏီနတန်၅ပါးဆိုင်ရဲ့အကြီးမအယိုးလွန်ငရမ်းကြောက်ရဲ့အနုပညာရှင်တွေကဘသူ့ကိုသွားကြတော့မယ်လို့ထင်လဲသိချင်မမေနဲ့တူလိုက်ခဲ့နော်အဖေကြီးအိမ်ရှိရောက်တော့အဖေကြီးကငါအိမ်ရှိကိုမေထုတ်ကောင်ဘာလာလောက်တာလဲဆိုတော့သူထွက်ကြည့်တာတဲ့လာမယ်လို့လည်းမထင်ထားပါဘူးတဲ့သူ့ကိုလည်းမင်းနေလောက်ပြီလို့ထင်တာတဲ့အဖေကြီးရဲ့အင်တာဗျူးလေးတစ်ခုမမေတွေးလိုက်ရတယ်သူကနှလုံးရောဂါဖြစ်ပြီးတော့တဲ့ဆေးတွေကုနေရတယ်ဆေးထောက်လျှောက်တောက်ဖို့အတွက်ကိုစက်ပြာစီလေးကိုရောင်းပြီးတော့ဆေးကုနေရတယ်ဆိုရင်အင်တာဗျူးလေးမမေတွေးလိုက်တယ်မမေတွေးလိုက်တဲ့အချိန်မှာအရန်စိတ်မကောင်းဖြစ်သွားတယ်အဲ့ဒါနဲ့အဖေကြီးကိုဂရုဖို့အတွက်အကြီးမငန်းချောက်ကိုပါအဖော်ကြီးအဲ့နဲ့မကြီးမကြီးကလည်းညီမလေးရဲ့သွားလူကြမယ်နော်ဆိုတော့ねအဲ့ဒါအဖေကြီးရှိကိုရောက်လာတာပါပြီးဖေးကနှလုံးရောဂါသမားဆိုတော့လေဒါကလေဒါအိန္ဒိယအော်နဲ့တထူပေါ့နော်နှလုံးဖေးတွေးစားပြီးပါတွေးစားဖေးတကူလုံးကိုလေတမီးလေးတွေတွေးပြီးနော်ဖေးကြီးတကူလုံးတွေးပြီးတော့လေတကူလုံးချေဆုံးကောင်းဆုံးလေးမေးအိန္ဒိယနဲ့သူကလေနှလုံးသမားတွေအတွက်အရန်ကောင်းတာလေးဖြတ်တဲ့သူလေးဖြတ်တဲ့သူနှလုံးသမားတွေအတွက်အရန်ကောင်းတာနော်ဖေးနော်ဖေးကနှလုံးနဲ့ဖိုက်ခဲ့တာဟုတ်ကဲ့ဖေးအဲ့နဲ့ဟုတ်ပြီးလို့ရှိရင်ဒါလေးကကြတော့ဩစတြေးလျတောင်နံကလေးဩစတြေးလျတောင်နံကလေးကကြတော့ပေးပေါ့နော်ဒီတကူလုံးပဲလေးမေးသူကလည်းအရန်ကောင်းတော့အဲ့ဒါတော့ခေါင်းမူခေါင်းကိုက်ခေါင်းချမ်းကိုက်ဝင်လာရှင်အသက်ကြီးလို့ခြေတုံနဲ့တူဖြစ်တဲ့သူတွေကလေဩစတြေးလျတောင်နဲ့သူတို့လေးမေးရတယ်စားပြီးရတယ် green nut ဆိုတဲ့သူ dine nut ဆိုတဲ့သူနော်ဒါကတော့ဖေးကြီးကိုအကြီးမငယ်ကြောက်က9သိန်းကြောတယ်သမီးကကလျာဏီကမိတကောင်က9သိန်းကြောတယ်ဖေးကြီးကို10သိန်းကြောတာပါကောင်းပြီဗျာဖေးကြီးလေးစက်ပြာစီလေးရောင်းနေတယ်ဆိုတာလေးကြောက်သူစိတ်မကောင်းဖေးကြီးဖေးကြီးကြောမယ်လို့တော့အဖေကြီးကိုလည်းလက်ဆောင်လေးပေးချင်တာလက်ဆောင်ဘာလက်ဆောင်လဲဆိုလို့ဖေးကြီးကလေဒီဒါကကြတော့တမီးမင်္ဂလာတိတ်တိအောင်လက်ပတ်တမီးတို့ကလျာဏီကထုတ်တာပေါ့နော်နဒါနီအိန္ဒိယနတနီအစ်စ်နဲ့တနခါလေးဒါကကြောင့်ရောင်းဝယ်သမားတွေရောင်းဝယ်လေးစိုင်သမားတွေပွဲစားတွေဒီအိမ်ပွဲစားကားပွဲစားပြီးရောက်နေတဲ့စက်ပြာစီလေးပေါ့နော်အဲစက်ပြာစီလေးရောင်းအားကောင်းအောင်လို့မင်္ဂလာတိတ်တိအောင်လက်ပတ်လေးရယ်မင်္ဂလာတိတ်တိအောင်ဆွဲကြိုးလေးရယ်မင်္ဂလာတိတ်တိအောင်ဖေးပရိအမြဲစိတ်လို့ရအောင်လို့မင်္ဂလာတိတ်တိအောင်ပရိလေးရယ်လက်ဆောင်လေးလည်းပေးခဲ့ပါတယ်လက်ပတ်လေးပါကဲပါမချွတ်ပါဘူးဗျာတိတ်တော့ပိတ်ဓာလေးကကြာလေဒီစီးစင်ဥစ္စာနဲ့ဂုံရှင်ကိုတိုးပါတယ်ဒါလေးကသူဆွဲပြီးပေါ့နော်ယာရုဂုံရှင်တိုးပါအောင်ပေါ့နော်အဲ့ဒါပိတ်တဲ့ဆွဲကျိုးလေးဒါလေးကဒါကကြာပိတ်အတွက်လေဒီတိတ်တိပြီးမြောက်တဲ့တက်နက်ရဲ့တက်နက်ခါရဲ့နတ်တန်ကြီးရဲ့ဒါလေးကကြာယာရုဂုံရှင်တိုးပါအောင်အဲ့ဒီရဲ့ကင်းအောင်အဲ့ဒီရဲ့ကင်းမောက်နော်ပိတ်အတွက်ဒါကဲပါသမီးလက်ဆောင်တော့အဲ့ဒါတော့ဒီဆွဲလိုက်မယ်နော်ကောင်းတယ်ဖိတဲ့ကူဘာလို့သုံးလာဖိတယ်ဝင်အဲ့ဒါစကားတော့ပြလိုက်တယ်ဒါလေးကကြောင့်မင်္ဂလာတိတ်တိအောင်ပဒီမင်္ဂလာတိတ်တိအောင်ပဒီဆိုတော့လေပေးစိတ်ပြီးပါနော်ပေးတဲ့တမီတာအိန္ဒိယနဲ့တနီနဲ့ဒီကနခါလေးနဲ့လောက်လာတာဒါကြောင့်ဒီပွဲစားရောင်းဝယ်သမားတွေအတွက်အရန်ကိုကောက်အောင်စီမံပေးထားတဲ့အိန္ဒိယနဲ့တနီနဲ့တနခါအိန္ဒိယနဲ့တနီနဲ့တနခါရှစ်ကနန်းကြာလေဝယ်ရောင်းသမားတွေကလည်းရှစ်အဲ့ဒါကြောင့်တို့ဒါလေးကိုသူတို့ချာချစ်ကနေကအင်အားကြီးမှရဲ့ကနန်းတကူးကြီးရဲ့ကနန်းမှာအဲ့ဒါကြောင့်ဖေးကိုပလီလေးစိတ်ရအောင်ဖေးကဘာလို့သုံးတာပလီစိတ်တယ်ဟုတ်အထိတ်တောင်ဝင်ထားတာဟုတ်ပြီတော်ပဲအဲ့ဒါဟာစိတ်ရမှာကျေးဇူးတင်လိုက်တာသမီးရဲ့ပြီးလို့ရှိရင်မကြီးမကြီးကငွေ9သိန်းကျပ်ရဲ့မမီကကလျာဏီက9သိန်းကျပ်ရဲ့လူခဲ့ပါသေးတယ်ရှင်ဖေးရဲ့စေးဘွားကလေးပေါ့နော်ငဲကြောင့်အယိုးလုံးငဲကြောင့်ဖေးအဖေးတမီးပဲတော့မိုင်းတို့တမီးပဲတော့မိုင်းရတယ်ငါညီမလေးပါလို့မိုင်းနောက်ကနေအကုန်လိုက်ပန့်ဖို့မယ်ဘဲတော့ပါလို့ဖေးစားအောင်ဆိုပြီးတော့အကြီးမအယိုးလုံးငရမ်းကြောင့်တထေးမကြီးလည်းအကြီးမကြီးပဲအကြီးမကြီးကအခုထုတ်တောင်းအေးဗျကျေးဇူးတင်တယ်နော်နောက်အချိန်ကြီးနော်ဖေးကြီးလည်းလာလဲပါဒါကတော့တို့တားပါအရင်လို့တို့ဟိုကအတူနေခဲ့တာဘဝဒီမှာငါတို့ကြမ်းတမ်းတဲ့ဘဝကိုစောက်ခဲ့တဲ့သားပါလေအေးကျေးဇူးတင်လို့ဒီထိုက်ကြောထိုက်မိုက်လာဒီနားလေးလာငါကြောတာပေါ့အေးငါတမီးလေးအခုလိုဖြစ်လာငါဝင်းနေတာမတွေ့တော့ကြာတော့လေတို့ဒီကဟိုကလမချက်တွေလည်းခမင်းစားပြီးတော့ဒါလေးလေဟိုကြောက်တဲ့အတူနေခဲ့ရတာဒီဘဝကိုကျန်တယ်ပြီးတော့ပုတ်ပန်းမှဆိုရင်လေလာကြည့်ပြီးတော့လေတစ်လားနှစ်လားသုံးလားပုတ်ပန်းမှကားရိုက်ကပြီးဖုန်းကြီးကျောင်းလေးမှာအမျိုးနေရတာ3လကျော်နေခဲ့ဒီဘဝလေးအခုအမှုဝင်တာလိုက်တာ
ဝင်းတာတွင်ရမဟုတ်ဘူးဘိုးတော်ပြောလို့မဲမဲချောက်ချောက်ကလေးဟာကြောက်ဦးပြန်ဖူးဖူးတားလာတာဝါလာတယ်အေးကျေးဇူးတင်တယ်နော်ဒီယူကိုခုလိုလာပြီးတော့ဟိုထောက်ပံ့ထူတန်းတဲ့အတွက်နော်သိချမ်းသာရေးကိုကြောင်းမှပြည်စုံကြပါလိမ့်ဘယာဆ25ဝတ်သမီးတို့ဒီတော့ဥပဒေသာ36ပါးကိုဥပဒေတော်တော့အနေကအန္တရာယ်ရပြီးများလာတော့အန္တရာယ်ပေါင်းလို့ဒီအတေတော့အတေသာကျွမ်းကြံပြီးတော့ဝိညာဉ်တန်ကိစ္စတွေမြောက်တည်တဲ့ဖြည့်၍သာသနာကျိုးလူမှုကျိုးနော်လူမှုကျိုးများအားစတဲ့လူဒီမှုဆောင်ရွက်နိုင်တော့ပါကောင်းရတာတမိကောင်းရတာတွေဖြစ်ကြပါလေငါဒီရတဲ့ဟိုဆန်းလာပါဗျာဒီလူတွေနေအေးဟုတ်ကဲ့ငါပြီးလေကြားပါချမ်းသာပါလိမ့်ဖေးလေးကြမ်းမအောင်နေမယ်ငါသမီးလေးလည်းကြမ်းမအောင်နေနော်ကျေးဇူးတင်တဲ့အစသာရအကုန်လုံးနော်ဟုတ်ပြီ